Hello ဒီနေရာကတော့မြို့တွင်ဖြစ်ပါတယ်မြို့လေးပေါ့နော်ဒါမြို့လေးအလေတစ်ခေါက်ပေါ့လေခံကျူမြို့လေးဖြစ်ပါတယ်ဒီနေရာကလမ်းဘေးစေးဒီစန်ဒီလမ်းဘေးလက်ဖေးစန်ဒီရှိတဲ့နေရာဖြစ်ပါတယ်သူတို့ကကျွန်တော်တို့မြန်မာပြည်လိုပဲသူတို့ရဲ့ culture ကကျွန်တော်မြန်မာရဲ့ culture နဲ့ဆင်နေပါတော့ကျွန်တော်ဒီရောက်တော့ကျွန်တော်ဒီ Mexico ရောက်တော့ကျွန်တော်မြန်မာပြည်ကိုတတိယမိတယ်မြန်မာပြည်မရောက်တာလေကြာပြီလေဆိုတော့ကျွန်တော်ဒီရောက်တော့မြန်မာပြည်ရန်တတိယမိတယ်လမ်းဘေးကဆန်လေးတွေရှိတယ်ပြောလမ်းဘေးမှာပဲသူတို့တွားလို့ရှိရင်သူတို့သမင်းဆိုင် restaurant နောက်သူတို့ဖြတ်သွားလို့ရှိရင်သူတို့လှမ်းခေါ်တာဟဲ့ဘာရတောက်မလားစားမလားဘာရတယ်ငါဟင်းရတယ်ဒီလိုမျိုးအော်ပြီးတော့မြန်မာပြည်လိုပဲပေါ့လေသူတို့အော်ခေါ်ရအရန်ကိုတကယ်တတိယဆေးတွေပေါ့နော်ဒါတော့ Mexico နိုင်ငံရဲ့ Thank you မြို့အခြေအနေလေးပဲဖြစ်ပါတယ်ခင်ဗျာ